အားလုံးပဲမင်္ဂလာပါချစ်တဲ့လေးတွေဦးလေးမတွေအားလုံးပဲမင်္ဂလာပါလို့မြင်တဲ့ဗီဒီယိုဖိုင်လေးရိုက်တော့ပြဆက်တာပါလေပေါ့နော်ကဲနေ့ဖန်စာတနေ့ကုန်ပါမနော်အဲ့တော့အားလုံးမဖြစ်မနေထိုးထားဖို့လိုပါတယ်ဒီတစ်ပတ်ပါပဲနောက်တစ်ပတ်ကျရင်ညီမတို့ဗီဒီယိုဖိုင်လေးတွေတင်ဖို့အချိန်မရှိလို့ပါအဲ့တော့ဒီတစ်ပတ်ကိုအားတင်းထားပြီးတော့လိုက်ထိုးကြဖို့လိုပါတယ်အကောင်းဆုံးဖြစ်တဲ့ကဏ္ဍလေးတွေပါနေ့ဖန်ပွဲသိမ်းလေးကိုကိုယ့်ဘက်ပေါင်းအိတ်ထဲထည့်ကြဖို့လိုပါတယ်ရုံရုံကြီးကြီးရှိတဲ့ကိုရီမိုက်အားလုံးပဲညီမဗီဒီယိုလိုကြည့်ရှုသူအားလုံးပဲခဏအကောင်းဆုံးခဏလေးတွေထည့်ရပါမယ်အဲ့တော့မနေ့ကလိုပဲတစ်ချိန်တစ်ခါမင်းရောလေးကွက်ကလေးထိတယ်အဲ့တော့ရုံရုံကြီးကြီးရှိတဲ့လူတွေပဲပေါက်မယ်ပေါ့နော်ကဲကိုရီမိုက်အားလုံးပဲကဲဒီအိမ်မှာထပ်ပြီးတော့ပြောမယ်ဆိုတဲ့စကားကတော့။ဒါလေးလေဆိုတော့ခြေသေးလေးတို့အတွက်ကိုပေါ့နော်အကောင်းဆုံးဖြစ်တဲ့ခဏလေးတွေကြည့်ပြီးတော့အစီအပြန်ကြည့်ပြီးတော့လုပ်ပေးထားတဲ့အဲ့အတွက်ကိုမနက်ဖြန်၄လပိုင်း17ရက်နေ့2025တောက်ကြနေ့တနေ့ကုန်စားလုံးမိုင်ဝမ်းစိတ်နှလုံးနဲ့ကနန်း6ခွက်ထည့်ယူပြီးမယ် main off ခွက်တွေပဲပေါ့နော်အဲ့ကနန်း6ခွက်ကိုတော့ထိုးနိုင်မယ်လို့တော့မျှော်လင့်ပါတယ်ပေါ့နော်ယူဂျီတီရှိတဲ့ကိုရီမိုင်အားလုံးပဲလိုက်ထိုးပါလို့နံပါတ်စာအတွက်ကိုအကောင်းဆုံးဖြစ်အောင်တော့ထပ်ပြီးတော့ကြိုးစားထားပါတယ်။ဘာလို့လဲဆိုတော့ကိုရီမားတွေဘက်ကိုအကောင်းဆုံးဖြစ်အောင်ထပ်ပြီးတော့ကြည့်ပေးထားလို့ပေါ့နော်။အဲ့တော့ကိုလည်းမယုံမရှိကြပါနဲ့လို့။နံပါတ်စာအတွက်ကိုနော်လုံးမိုက်နှလုံးမိုက်နဲ့ကနန်း6ခွက်ထည့်ယူပြီးမယ်။ကနန်း6ခွက်ကဟာဒီလဲဆိုလို့ရှိရင်တော့ပြကြလို့ရှိရင်ဒီမှာဝမ်းချင်းနဲ့ကြိုက်ပြီးတော့ခဏလေးတွေတွဲပေးသွားပါမယ်။ကြိုက်တဲ့တက်တဲ့ဆိုရင်ယူထိုးပါ။ကြိုက်ဘူးဆိုရင်လည်းတွဲသွားပါလို့။ကဲခြေသေးလေးတွေယူကြီးကြီးရှိတဲ့ကိုရီမတွေအားလုံးတော့ညီမကအခုညီမပေးတဲ့ခဏလေးတွေကိုအောင်နေဆိုလို့ရှိရင်ညီမကောမန့်အောင်လာပြီးတော့မှတ်ပြီးသွားပါ။အလို့လဲဆိုတိချင်လို့ပေါ့နော်အဲ့တော့လဲကိုရီမိုက်အားလုံးပဲပေါ့စီချင်းနဲ့စိတ်ဖြစ်ညီမတို့ကထပ်တင်ပြီးတဲ့အတွက်ကိုညီမတို့ကိုအဲ့ဒါလေးတော့ပြန်ပြီးတော့ comment မှာပြန်ရေးပေးပါဘလောက်ကိုပေါက်လိုက်လဲဆိုတော့မနေ့ကဘလောက်ကိုပေါက်လိုက်ကြလဲလို့ဒီပေါ့နော်ကြည့်တဲ့လူတွေတော့သိကြပါတယ်ပါလားမပါလားအတန်းတိုးရတယ်ဆိုတော့မနေ့ကဒီမှာနည်းနည်းဖွင့်လိုက်တော့နော်အတန်းနောက်ဆုတ်သွားသလိုဖြစ်သွားတာပါအဲ့တော့ကိုဒါပေမဲ့နည်းနည်းရှိတော့အတန်းကြားရပါတယ်ဒါပေမဲ့အခုနည်းနည်းပြီးတထပ်ပြောပြပါတယ်ဝမ်းချင်းလေးနှလုံးနဲ့လုံးမိုက်ဝမ်းချင်းနှလုံးနဲ့ကနန်း6ဝက်ထပ်ပြီးမယ်အဲ့ဒါလေးကိုကြိုက်တက်တယ်ဆို YouTube မှာနက်ဖန်တနေ့ကုန်စားပဲနေကုန်စားဖို့နော်တရက်ပဲရှိတော့ပါတယ်ပိတ်ပွဲသိမ်းနေမှာတော့အိတ်ကျုံဘောပြင်ပြီးတော့ယူကြီးရှိတဲ့ဗီဒီယိုမိုက်အားလုံးပဲညီမဗီဒီယိုလေးကြည့်ရှုတော့အားလုံးကိုငါကအမလေးနှိပ်သွားပြီပါလို့ share သွားပြီပါလို့တရားချင်းနေတာပေါ့နော်စပုံလေးလည်းနှိပ်သွားပြီပါပဲဒီမှာမိမိသူများတကမြင်ပါစေတွေ့ပါစေဆိုတဲ့စိတ်ကလေးထားကြပြီးပါချစ်တဲ့လေးတွေဗီဒီယိုမိုက်အားလုံးပဲပေါ့နော်နောက်ချစ်တဲ့ဗီဒီယိုမိုက်အားလုံးပဲညီမထထထမြင်ချစ်ပါတယ်အဲ့တော့ကိုညီမကိုယူကြီးရှိတယ်ဆိုရင်လက်တွဲသွားပါလို့ဟုတ်ချင်တဲ့ဗီဒီယိုမိုက်အားလုံးကိုနော်ပြောချင်တာလေးကတော့ဇွဲကိုလုံးဝမရှိပါနဲ့ကဲပါမနက်ဖြန်စာတော့ပို့ထပ်ပြီးတော့အစီအမံကြည့်လို့ပြီးတော့ပါမယ်ဝမ်းကြီးနှလုံးနဲ့ကနန်း6ခွက်ပဲပြီးတော့မှာပေါ့နော်ကဲကနန်းလုံးမိုက်နှလုံးကတော့96ဝမ်းချင်းပေါ့နော်9နဲ့ပတ်သက်လို့ရှိရင်90 95 9 60 65 6ခုပေါ့နော်ကနန်း6ခွက်ရွေးပြထားတယ်90 95 9 60 65 6ခု90 95 9 60 65 6ခုဝမ်းချင်းရနှလုံးမှာ6ဝမ်းချင်း90 95 9 60 65 6ခုပေါ့နော်ပြထားပါတယ်အဲ့ဒါလေးတပတ်ကောင်းကတော့90ပေါ့နော်အဲ့ဒါတပတ်ကောင်းမှာညီမရွေးချယ်ထားတဲ့အဲ့တော့ကဲယူကြီးရှိတဲ့ဗီမိုက်အားလုံးပဲပေါက်ကြပါစေမဗီဒီယိုမိုက်ကိုကြည့်ရှုတော့အားလုံးလည်းပြန်ပြီးတော့ကျေးဇူးများတင်ပါတယ်ကဲစိတ်ချမ်းသာရင်ကိုကြပါနဲ့ပြည့်စုံနိုင်ကြပါစေအသက်ရှူနိုင်တဲ့ဝင်ကြပါစေစီးပွားဥစ္စာတွေလည်းပြည့်မြပါစေโอเค